ကျမတို့ရွာရောက်တော့ပြောင်းခွင့်နေရနေပြီးတော့ကျမတို့မြင်ပြီးတော့လာကြိုပေးရတယ်ကြည်အောင်ဘလောက်ချစ်ဖို့ကောင်းတော့ကလေးလေးကတအားဥရဖို့ကောင်းတာသူကလေကျမတို့အဲ့ကလေးလေးကိုအရန်ချစ်တာကြည်အောင်ကြည့်နေပုံစံနဲ့တအားချစ်ဖို့ကောင်းတာပဲကဲဖုန်းလိုင်းလည်းမရအင်တာနက်လိုင်းလည်းမရတဲ့ရွာလေးကိုရောက်ပါပြီရှင်ဒီရွာမှာကတနာရီကို2000ပေးပြီးတော့တုံးရတဲ့ဒီအင်တာနက်ရတဲ့အိမ်တအိမ်ပဲရှိရပါတော့ဒါပေမဲ့အဲ့ဒါညဘက်မှသွားမှာပေါ့နော်အခုမှဒီရွာကိုပြန်ရောက်တာဆိုတော့နည်းနည်းအနားယူလိုက်ပါအောင်ပဲရှင်ကျမယောက်ျားရဲ့အိမ်ကတော့ချမ်းအကျယ်ကြီးပဲအဲ့လေပေးပက်လင်းမှာလဲသူတို့ရဲ့စိုက်ခင်းနေကြည့်ပဲပြီးရင်အိမ်မှာကကြံပင်တွေလည်းရှိတယ်ကြံကြီးဆိုလုံးဝအကြီးတွေပဲကျမလည်းမြင်ပြီးတော့ကြံလည်းမစားရတာကြာပြီလို့တော်တော်ချူမှာပဲဒါပြီးရင်ဒီဟာကတဘာဝအတိုင်းလေးချပေါက်တဲ့ကြံပင်တွေပေါ့နော်အဲ့ဒါနဲ့ယောက်ျားရဲ့တော့ကနေပြီးချက်ချင်းချိုးပြီးပါတယ်ရှင်အရန်ချစ်ဖို့ကောင်းတယ်အိမ်မှာကစားမဲ့သူလည်းတိတ်မရှိဘူးပေါ့နော်ဒီမှာတခုကောင်းတာလေဟင်းသီးဟင်းရွက်ကအစပေါ့အသီးအနှံဆိုလုံးဝလက်လက်ဆက်ဆက် organic စစ်ကိုစားရတာအဲ့တကူကအားတာတယ်အဲ့ကြောင့်မို့လို့လေရွာကဒီအဖွားတွေအတော်တွေဆိုလို့ရှိရင်အရန်အသက်ရှည်ကြတယ်ပေါ့နော်ကျန်းကျန်းမာမာနဲ့လေဘာယောဂမှမရှိဘူးအဲ့နဲ့ကျမရဲ့ယောက်ျားကအမကြံလေးတွေခွာပြီးရေပေါ့နော်ဒီဘက်ကကြံတွေကလေဟိုပင်စည်းကိုကလေတုတ်တုတ်ကြီးတွေနဲ့ပြီးရင်အရေးလဲအရန်ရွှမ်းတယ်အရန်လဲချိုတယ်ပြီးရင်ယောက်ျားရဲ့အတော်တွေကလည်းလူမျိုးမတူပင်ပဲပေါ့နော်အရန်နဲ့သဘောကောင်းကြတယ်အနေလည်းအေးကြတယ်ယုံသီးတွေဆိုလဲပေါ်မှာပေါ်ဒီခြံထဲမှာလေခြံဝိုင်းလေးဆိုအကျယ်ကြီးတအိမ်နဲ့တအိမ်ဟာမိုးမျောနေအောင်ကြည့်ရတာပေါ့နော်အရန်ဟိုစိတ်ချမ်းသာရတော့ရွာလေးလေးဖြစ်တယ်ကျမတို့အရန်ကြိုက်တယ်ဒီမှာနေရတာတီးပင်စားပဲနေဆိုရင်ပေါ်နေရပဲညရောက်တော့ကျမအရန်ကြိုက်ရတဲ့ဒီပိန်းနေသီးပေါ့နော်အခုချက်ပေးရပေါ့ပိန်းနေသီးကိုပေါက်ပြီးတော့ဟင်းညိုလေးချက်ပေးရပြီးရင်နောက်တစ်ခွက်ကအီမြင့်ကျော်ပေါ့နော်ကျမအရန်ကြိုက်တာဒီရွာမှာလာမှဒီအရသာရတာပေါ့နော်တောင်ကြီးမှာလည်းရောင်းတဲ့နေရာလေးရှိပါတယ်ဒါပေမဲ့အရသာကိုကျမတိတ်မကြိုက်ဘူးပြီးရင်ဒါလေးကဂရက်ချင်ကိုအခြေဟင်းလေးပေါ့နော်ချက်ထားတာပြီးရင်ကျုပ်ကြော်လေးနဲ့အသားဟင်းဘာမှမပါအောင်နော်ဒါပေမဲ့ထမင်းစားအရန်စားလို့ကောင်းတယ်ရှမ်းဆန်ပူပူလေးနဲ့ဟင်းပူပူလေးနဲ့စားရတဲ့အရသာတော်တော်လေးကိုကြိုက်တာညသာစားပြီးတော့ရာကူလေးกินကျွေးပါတယ်မီးသွေးအနှံ့အတင်းတင်းလေးနဲ့ပေါ့နော်ဒီရာကူထိုးထားတာလေးတွေကိုအချောက်လန်းပြီးတော့မီးသွေးနဲ့ပြန်ပြီးกินစားရတာပေါ့နော်သူကအုံတီးလေးတွေဒီနန်းလေးတွေဒီမြေပဲလေးတွေပါတော့အနံလေးကမှုမွေးလေးနဲ့အီလေးကောင်းညင်းသားအီလေးနဲ့ပေါ့နော်ပူပူနွေးနွေးလေးစားရတာတော်တော်စားလို့ကောင်းတယ်ညသာစားပြီးတော့တရွာလုံးမှာ wifi တအိမ်နဲ့ရတဲ့အိမ်ကိုတွားပြီးတော့ wifi လိုင်းတွားသုံးမှာဖြစ်ပါတယ်သူကတနာရီကို2000ပေးရပါတယ်ရှင်အိမ်နဲ့ကနည်းနည်းလေးလှမ်းတော့ကားနဲ့တွားပါမယ်ကဲ wifi သုံးမဲ့အိမ်ကိုရောက်ပါပြီရှင်wifi ရတဲ့အိမ်ကလမ်းဘေးမှာဆိုတော့လေလာရှိုးတို့တွားတဲ့ကားကြီးလေဒီအိမ်ရှိကနေအများကြီးဖြတ်တယ်ပေါ့နော်